မများကအိမ်အောင်ရေးတစ်ခုပြုတ်ကွဲပြီဆိုရင်ဖောက်ပြန်တာဒါမှမဟုတ်ရံပစ်တာတွေကြောင့်ပဲလို့ထင်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဘာသာမှမထွက်ပဲတိတ်တဆိတ်နဲ့အကြောင်းထင်လာတာမျိုးကပိုပြီးတော့ကြောက်ဖို့ကောင်းပါတယ်။တင်တောင်မရိပ်မိလိုက်ပဲတစ်အိမ်အောင်ရေးကိုဖျက်ဆီးနေတဲ့အချက်၃ချက်နဲ့ဒါကိုဘယ်လိုပြန်ပြင်မလဲဆိုတာဒီနေ့ဗီဒီယိုမှာအဖြေရှာကြည့်ကြရအောင်နော်။အဖြစ်များတဲ့ပြဿနာ၃ချက်ကိုအရင်ပြောပြပါမယ်။နံပါတ်1ကတော့ငြိမ်သက်နေတဲ့မကျေနပ်မှုများပါရံမဖြစ်ချင်လို့အောက်အေးတိခန့်လိုက်တယ်ဆိုတဲ့စကားနောက်ကမကျေနပ်မှုတွေကိုပြောတာပါမကျေနပ်တာကိုမျိုးသိပ်ထားတာကြာလာတဲ့အခါတစ်ဖက်လူအပေါ်ကိုစိတ်ကုန်တာယွန်းရှာတာမျိုးဖြစ်လာစေပါတယ်အိမ်အောင်ရေးမှာရံဖြစ်တာထက်စကားမပြောဘဲနေတာကပိုပြီးတော့အစိတ်အတောက်ဖြစ်စေပါတယ်ဒုတိယအချက်ကတော့ဂယုဆိုင်မှုအသေးအဖွဲလေးတွေပျောက်ဆုံးခြင်းပါအထူးတလဲဂယုဆိုင်နေဖို့မလိုတော့ဘူးလို့ထင်တာပါမနက်ခင်းနှုတ်ဆက်တာကျေးဇူးတင်စကားပြောတာအပြန်မှာပင်ပန်းနေပြီလားလို့မေးတာမျိုးတွေပျောက်ဆုံးသွားတဲ့အခါမှာလည်းအိမ်အောင်ရေးကအေးအေးဆက်ဆက်အခန်းပေါ်တွေလိုဖြစ်သွားတတ်ပါတယ်နောက်ဆုံးအချက်ကတော့အဖြစ်အများဆုံးဖြစ်တဲ့ဖုံးကြောက်ဖြစ်လာတဲ့တတိုင်းမှာတအိမ်ထဲမှာအတူရှိနေပေမဲ့တယောက်ကိုတယောက်မကြည့်ပဲဖုံးကိုစီကြည့်နေကြရတာပါအနီးနားမှာရှိနေပေမဲ့စိတ်ချင်းဝေးနေတဲ့အခါအထီးကျန်မှုကလည်းတိတ်တဆိတ်ဝင်လာပါတော့တယ်ဒါဆိုရင်ဒီလိုတိတ်တဆိတ်အကြောင်းထင်နေတာတွေကိုဘယ်လိုပြန်ပြင်ကြမလဲကျမမှာအကြံပြုချက်၃ခုရှိပါတယ်နံပါတ်1ကတော့15မိနစ်စီမြင်ပါတနေ့ကိုအနည်းဆုံး15မိနစ်ဖုန်းတွေအကုန်ချထားပြီးတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့စကားပြောပါအိမ်အကြောင်းကလေးအကြောင်းထက်ဒီနေ့မင်းစိတ်ထဲမှာဘယ်လိုရှိလဲဆိုတဲ့ခံစားချက်ကိုပဲမေးပေးပါနံပါတ်2ကတော့ငါကိုအခြေခံပြီးပြောပါရှင်ကအမြဲဒီလိုပဲလို့အပြစ်တင်မဲ့အစားကျမကတော့ဒီလိုမျိုးခံစားရလို့နည်းနည်းဝမ်းနေတယ်ဆိုပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုအေးအေးဆေးဆေးဖွင့်ဟာပါနံပါတ်3ကတော့ကျေးဇူးတင်ကြောင်းဖော်ပြပါတစ်ဖက်လူကလှုပ်ပေးတဲ့အသေးအဖွဲလေးတွေကိုတော့ကျေးဇူးတင်ကြောင်းထုတ်ပြောပါစကလုံးတစ်ခွန်းကအေးဆက်နေတဲ့အိမ်တော်ရေးကိုပြန်ပြီးတော့နှွေးထွေးစေနိုင်ပါတယ်အိမ်တော်ရေးဆိုတာအလိုလိုရှင်သန်နေတာမဟုတ်ပါဘူးပန်းပင်လေးလိုပဲဂယူးဆိုင်ပေးဖို့လိုပါတယ်။တင့်အိမ်တော်ရေးမှာဒီလိုအခြေအနေမျိုးကြုံနေရပြီလား။ကွန်မန့်မှာမျှဝေပေးခဲ့ပါဦး။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင်လည်း share ပေးခဲ့ပါဦးနော်။မင်္ဂလာရှိတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ။